အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အချိုတေးဖို့အတွက်ပဲဖြစ်ဖြစ်အစာပြေစားဖို့အတွက်ပဲဖြစ်ဖြစ်တကယ်ကိုအဆင်ပြေတယ်ချိုအီပြောင်းမှုပေါင်းလေးလှုပ်ရှားပြပါတယ်ပြောင်းမှုရဲ့တဘာဝအနံ့လေးနဲ့ငွေပြန့်နေမဲ့ပြောင်းမှုပေါင်းလေးကိုဘယ်လိုလုပ်မလဲဆိုတာကြည့်လိုက်ကြရအောင်အရင်ဆုံးလက်ဆက်တဲ့ပြောင်းမှုနှစ်ခုကိုအခွန်ခွာပါမယ်ပြောင်းမှုတွေကိုရေးစေးထားသလိုခွာထားတဲ့ပြောင်းမှုပတ်လေးတွေကိုလည်းပြန်သုံးမှဖြစ်လို့တန့်စင်သွားအောင်သေချာလေးရေးစေးထားပါမယ်ပြီးရင်တော့ပြောင်းမှုတွေကိုဂျယ်လေးနဲ့အဖက်လေးတွေဖြစ်သွားအောင်လို့သေချာလေးချစ်ထုတ်ပေးပါမယ်ချစ်ထားတဲ့ပြောင်းမှုဖက်လေးတွေကိုတကြား၅စုံစားအနေငယ်ဆန်မုတ်၅စုံနဲ့အုံးတို့ဘူးထဝက်ခန့်ထည့်ပါမယ်အုံးတို့နံလေးတင်ပြီးတော့ချိုအီလေးဖြစ်သွားအောင်လို့အားလုံးကိုတမဝါတဲ့အထိသေချာလေးငွေပေးပါမယ်ဒီနေသားလေးရပြီဆိုရင်တော့ပေါင်းဖို့အဆင်သင့်ပါပဲရေဆေးတန့်စင်ထားတဲ့ပြောင်းမှုဖက်လေးတွေကိုမုန်းနေလေးတွေထည့်ပြီးတော့လှလှပပလေးထုတ်ပေးပါမယ်ပေါင်းမဲ့အိုးထဲမှာလည်းစနစ်တကျလေးစီပြီးတော့ထည့်ထားပါမယ်ပြောင်းမှုဘက်မလောက်တော့ဘူးဆိုရင်လည်းကျန်းတဲ့မုံလေးတွေကိုပကံလေးနဲ့ထည့်ပြီးတော့ပေါင်းလို့ရပါတယ်အခုဆိုရင်တော့ရင်နွေးဦးပေါ်မှာမိနစ်20လောက်အချိန်ပေးပြီးတော့ပေါင်းထားလိုက်ရုံပါပဲမိနစ်20ပြည့်လို့ချက်ပြီဆိုရင်တော့ချိုအီလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ပြောင်းမှုပေါင်းလေးရှာပါပြီပြောင်းမှုဖက်လေးနဲ့ပေါင်းထားတာမို့လို့အနံလေးကတကယ်ကိုငွေပြန့်နေတာပါအိမ်မှာလည်းအလွယ်တကူလှုပ်ရှားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတက်တာပါ